ကဲမြန်မာနိုင်ငံကသမင်းမစားတတ်တဲ့ကောင်မတွေဒီဟိုလားသမင်းမစားတတ်တဲ့ကောင်တွေဒီဟိုလားငါသင်ပေးမယ်လားငါသင်ပေးမယ်ဟောဒီမှာသမင်းဟောဒီမှာဟင်းနော်ဘလို့စားလဲဆိုတော့ငါစားပြမယ်မစားတတ်တဲ့ကောင်မဟောငါသင်ပေးမယ်နော်သမင်းမစားတဲ့ကောင်မဟောငါပြီးရင်နန်တဲ့ကောင်တွေရောငါပြပေးမယ်နော်တတော်ဇော်မထမမစော်ပဲနဲ့တတော်ဇော်တွေခေါ်လော်မော်တွေဝရမ်းပါတာတွေတက်ပြောဟာဒီမှာသမင်းနော်ဟာဒီမှာဟင်းအဲ့သမင်းနဲ့ဟိုဟိုက်ဟင်းထဲလိုက်ဒီလက်ကလေးနဲ့ဟာလိုလေးစုပ်လိုက်ဟောဒီမှာစောက်ပေါက်အဲ့ဒီစောက်ပေါက်ထဲဟာလိုထိုးထဲတွေ့လားဗျမ်းပါတာတွေနဲ့တို့ထမော်ကြတော့မစော်ဘူးနော်လော်ကီဆိုလို့ရှိရင်တော့ကောင်မတွေအလူရက်ဖုတ်ကာမတွေဗျမ်းပါတာတွေတက်ပြောတာဟိုငါဖောင်ယူမလည်းကြံလေးတဲ့မြန်မာသမင်းဟင်းမြင်လို့ရှိရင်စက်သိန်းတွေဖက်မြန်တာဖေလို့မှဗျမ်းပါတာတွေတိတ်ပြောတာနော်မြန်မာတနိုင်ငံလုံးဒီသမင်းဟင်းမစားတာနေတို့ကြမှာတမူထူးပြီးတော့သမင်းဟင်းမစားတာနဲ့ဟမ်မန်ဂါစားတာနဲ့စွတ်ချီစားတာနဲ့ဘာကြာစားတာဟကောင်မာတွေဘာကြာတော့မစားနဲ့လော်ကီတော့စားနော်ဟမ်မန်ဂါတော့မမြုံနဲ့လော်ကီတော့မြူဟိုသရောစောတပေါင်းစားလားနောက်ကနေလာဖြတ်သွားသေးတယ်အဲ့ဒါကိုလာပြောတာတပေါင်းစားမတွေဗျာမရတွေပြောနင်တို့စားမွေးတော့နင်တို့မိဘရသမင်းကိုကျွေးတာမဟုတ်ဘူးလားနင်တို့၄-၅နှစ်ဒီသမင်းမမြူရဘူးပေါ့လေခေါ်လော်မော်တွေမြန်မာနိုင်ငံမှာလည်းငါလည်းမပြောချင်ဘူးတလားထမော်မစော်ဘူးဆိုလို့ရှိရင်တလားပြောကူးတွေတန်းလို့လူကြည့်များလို့ဆယ်လီဖြစ်သွားခေါ်လော်မော်တွေဗျမ်းပါတာတွေတိတ်မပြောနဲ့သမီးကသမင်းမစားတာနှစ်20လို့နှစ်30လို့စပ်ပတ်တော့စပ်ပတ်စကားတွေတိတ်ပြောတာတော်စော်မခေါ်လော်မော်နော်မစားတဲ့ငါဗီဒီယိုကြည့်ဟာဒီမှာဟင်းဟာဒီသမင်းနဲ့ထိုးထဲပြီးဟိုင်းမှာလက်နဲ့နော်ဟာဒီပါဇက်ထဲကိုဟာလိုကျုံးထဲတွေးလားတော်စော်မရနော်နင်တို့ခရက်တွေဟော်လော်မော်တွေ